ဒါကတော့လမ်းပေါ်မှာရေအိုင်ငယ်လေးတွေကိုတွေးတဲ့အခါဒါလေးများအေးဆေးပါဆိုပြီးမစင်မကျင်မောင်းနှင်တက်တဲ့သူတွေအတွက်တတိပေးချက်ပဲဖြစ်ပါတယ်ကြည့်လိုက်ရင်တော့တာမန်မိုးရေအိုင်လေးလို့ထင်ရပေမယ့်တကယ်တော့ဒါဟာတင့်ကားကိုကောင်းကောင်းဒုက္ခပေးမဲ့အရာပါပဲကားအင်ဂျင်တွေဟာအပြင်ကလေကိုစုပ်ယူဖို့အတွက်ဘိန်းတွေနားမှာလေဝင်ပေါက်တွေထားရှိတတ်ကြပါတယ်အဲ့ဒီအပေါက်တွေကနေရေတွေကအင်ဂျင်ထဲကိုစုပ်ယူခံလိုက်ရတဲ့အခါမှာတော့အထက်ကအစိပ်အပိုင်းတွေဟာရေရဲ့ဖိအားကြောင့်ကောက်ကွေးတာကျုပ်ပိတ်တာတွေဖြစ်ကုန်ပြီးအင်ဂျင်တစ်ခွင်လုံးပျက်စီးသွားတတ်ပါတယ်ဒါကြောင့်ရေအိုင်လေးပဲဆိုပြီးရှော့မတွက်ဖို့တကယ်ကိုအရေးကြီးပါတယ်ဗျာဒါကတော့စိတ်တွေဟာဘာကြောင့်တစ်ပင်ပေါ်မှာတွဲလောင်းခုန်နေကြသလဲဆိုတဲ့ထူးဆန်းတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်သူတို့ဟာရန်သူကိုကြောက်လို့မဟုတ်ပဲအစားအသောက်အတွက်အခုလိုတက်နေကြတာပါမော်ရိုကိုနိုင်ငံမှာရာသီဥတုကအရန်၆တွေ့တာကြောင့်မြေပြင်မှာစားစရာမျက်မရှိပါဘူးဒါပေမဲ့ဒီတစ်ပင်တွေမှာတော့အာဟာရဓာတ်အရန်များတဲ့အသီးတွေရှိနေပါတယ်စိတ်တွေကအဲ့ဒီအသီးတွေကိုစားပြီးရင်မာကြောတဲ့အဆိပ်တွေကိုပြန်ထွေးထုတ်လိရှိကြပါတယ်အဲ့ဒီအဆိပ်တွေကိုလူတွေကပြန်လဲစုဆောင်းပြီးအစင်စင်ပြုပြင်လိုက်တဲ့အခါမှာတော့တစ်ကမ္ဘာလုံးမှာအလွန်ဈေးကြီးတဲ့အာဂန်အဝိုင်းဆိုတာဖြစ်လာပြီးတပလင်းကိုဒေါ်လာ300ဝန်းကျင်အထိပေါက်ဈေးရှိပါတယ်ဗျာ